အားလုံးပဲမင်္ဂလာပါကျွန်တော်မုံသားလေးပါအခုကျွန်တော်မိတ်ဆွေတွေကိုတင်ပြပေးသွားမယ့်နည်းပညာလေးကကျွန်တော်တို့ Samsung J ဖုန်းတွေဖြစ်ကြတဲ့ J2 J5 နဲ့ J7 အစရှိတဲ့ဖုန်းတွေမှာဘာချင်း931အထက်ဖုန်းတွေကိုရုမလုပ်ဘဲနဲ့မြန်မာစာဖောက်မှအောင်သွင်းတဲ့နည်းပညာလေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အရင်တော့ကဘာချင်း931အောက်ပိုင်းဖြစ်တဲ့ဖုန်းတွေမှာတော့မြန်မာစာဖောက်ချိန်တဲ့နေရာမှာကျွန်တော်တို့ပြဿနာတွေမရှိပေမဲ့အခုနောက်ပိုင်း2016မှာထွက်လာတဲ့ဘာချင်း931အထက်ပိုင်းဖုန်းတွေမှာတော့ pass and support ဖြစ်တာတွေပြီးတော့ install လုပ်မရတာတွေဘာချင်းမကိုက်တာတွေအဲ့ဒီပြဿနာတွေများစွာရှိလာတာကိုတွေ့ရပါတယ်တချို့ဆိုရင်ဒီမြန်မာစာဖောက်ပြဿနာလေးတစ်ခုတည်းနဲ့တင်ကိုယ့်ရဲ့ဖုန်းကို root မဖောက်ချင်မနဲ့ဖောက်လိုက်ရတဲ့အနေအထားမျိုးတွေဖြစ်သွားတာလည်းရှိပါတယ်ကျွန်တော် user နဲ့ပြောရရင်တော့ကျွန်တော်ကဘယ်သူဖုန်းကိုမှ root မဖောက်စေချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ root ဖောက်ထားတဲ့ဖုန်းတစ်လုံးကိုအသုံးပြုနေတဲ့ user တစ်ယောက်ဟာစံစည်းရုံးမရှိတဲ့အိမ်တစ်လုံးမှာနေတဲ့သူနဲ့အတူတူပါပဲကိုယ့်ရေးကိုယ်တာအချက်လက်တွေ information တွေမှာပြည့်စုံတဲ့လုံခြုံမှုတွေမရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့က single user တွေဖြစ်တဲ့အတွက်တိတ်တော့ပြဿနာမရှိပါဘူးဒီ Android ဖုန်းတစ်လုံးကို root ဖောက်တာကကောင်းခြင်းဆိုးခြင်းဆိုတဲ့နည်းပညာကိုကျွန်တော်ကမုံသားလေးဆိုတဲ့ blog မှာအသေးစိတ်ရှင်းပြထားပါတယ်မိတ်ဆွေတို့အနေနဲ့ဝင်ရောက်လေ့လာခြင်းနဲ့ဆိုရင်တော့မုံသားလေးနည်းပညာ blog မှာဝင်ရောက်လေ့လာနိုင်ပါတယ်အခုကျွန်တော်မိတ်ဆွေတို့ကိုလုပ်ပြသွားမှာကတော့ Samsung Galaxy J2 ဘာချင်း911ဖုန်းကိုရူမဖောက်ပဲနဲ့မြန်မာစာဘယ်လိုချိန်ရမလဲဆိုတာကိုလုပ်ပြသွားမှာပါပထမအဆုံးကျွန်တော်တို့မြန်မာစာဖောက်မချိန်ရသေးခင်မှာကျွန်တော်တို့မြန်မာစာဖောက်ဖြစ်နေတဲ့အနေအထားလေးကိုကျွန်တော်ပြပါမယ်ပထမဆုံးကျွန်တော် Facebook ကိုဝင်ပြပါမယ်ဒီမှာပါ Facebook မှာကျွန်တော်တို့ခေါင်းစဉ်တွေစာတွေအလုံးဝဖတ်လို့မရပါဘူးမြန်မာစာတွေမမှန်နေတာကိုတွေ့ရပါတယ်ပြီးရင်ကျွန်တော် message ရဲ့ box ထဲမှာကျွန်တော်ရိုက်ပြပါမယ်မုံသားလေးဒီမှာပါကြည့်ပါမိတ်ဆွေတို့ကြည့်ပါမြန်မာစာဖောက်ကလုံးဝမမှန်သေးပါဘူးအဲ့ဒီလိုဖြစ်နေတဲ့ပြဿနာကိုကျွန်တော်တို့ကဘယ်လိုဖြေရှင်းရမလဲဆိုတာကိုမိတ်ဆွေတို့ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ Samsung Fox Line ပါတဲ့ဖုန်းတွေကို Fox Line ချိန်နေကြလုံယုံလို့ဆိုနေတာကျွန်တော်ရှင်းပြသွားမှာပါပထမဆုံးအခုကကိုဖောက်အသုံးပြုရှင်တဲ့ဖောက်ကိုဖုန်းထဲမှာ download လုပ်ပြီးတော့ install လုပ်ထားရပါမယ်ကဲအရင်တော့ကလုပ်နေကြဖုန်းတွေပုံစံတိုင်းကျွန်တော်လုပ်ပြသွားမယ်နော်ကိုဖုန်းထဲမှာလည်းဖောက်တစ်ခုကို install လုပ်ထားပြီးပြီဆိုရင်ကျွန်တော်တို့အရင်တော့ကလုပ်နေကြကဖုန်းရဲ့ setting တွေက display ဖောက်ထဲမှာကျွန်တော်တို့ကိုလိုချင်တဲ့ဖောက်ကို install လုပ်ထားတဲ့ဖောက်ကိုဝင်ချိန်ပေးလိုက်ရုံပါပဲဒီမှာတွေ့လားအခုဒီမှာမရဘူးတွေ့လား file not supported ကျွန်တော်တို့ဒီဘာရှင်းညီတာတွေပေါ့နော်အဲဒီလိုမျိုးဖြစ်နေတဲ့ပြဿနာတွေကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလုပ်ပြသွားမှာပါဒီမှာပါလုံးဝရှင်းလို့မရပါဘူးဒီ okay ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့သူ uninstall ပြန်လုပ်ခိုင်းမှာပါဒီမှာအဲ့လိုမျိုးဖြစ်နေတာကိုကျွန်တော်တို့ကဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလုပ်ပြသွားမှာပါအဲ့ဒီလိုပြုလုပ်ဖို့အတွက်ကျွန်တော်တို့မိမိရဲ့ဖုန်းထဲမှာ high fault APK နဲ့နောက်ပြီးတော့ကိုအသုံးပြုမဲ့ file အလှ APK တစ်ခုရှိရပါမယ်မိတ်ဆွေတို့ချင်းမှမရှိသေးဘူးဆိုရင်တော့ဒီ APK တွေရဲ့ link ကိုကျွန်တော်က comment ထဲမှာချပေးသွားမှာပါမိတ်ဆွေတို့ကတော့အဲ့ဒီကျွန်တော်ချပေးတဲ့ link ကနေ download လုပ်ယူပြီးဖုန်းထဲမှာ install လုပ်ထားလိုက်ပါနှစ်ခုစလုံးကို install လုပ်ရပါမယ်ကဲမိရဲ့ဖုန်းထဲမှာဒီလိုအပ်တဲ့ mobile app APK လေးတွေရှိနေပြီဆိုရင်ပထမဆုံးကျွန်တော်တို့ကဒီ high fault ဆိုတဲ့ APK ကိုဖွင့်ပါမယ်ပြီးရင်ကျွန်တော်တို့ note ဆိုတာကိုကျွန်တော်နှိပ်ပြလိုက်မယ် note ဆိုတာကိုနှိပ်ပြီးမယ်ပြီးရင်ဒီနေရာကိုရောက်လာပြီကို application ကို hyper application ကိုဖွင့်လိုက်တော့ဒီနေရာကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီ bell အဆိုင်ရဟုတ်အပေါ်ဆုံးလေးမှာရှိနေတဲ့မြင်းပြိုင်လေး၃ကြောင်းမြင်းပြိုင်လေး၃ကြောင်းကိုကျွန်တော်တို့ကနှိပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီထဲမှာရှိနေတဲ့ setting ဆိုတာကိုထပ်နှိပ်မယ်ကဲ setting တွေကိုဝင်လိုက်လို့ဒီနေရာကိုရောက်လာပြီဒီနေရာမှာ point 3 point ရှိရနော် easy apply file size file recoveryကျွန်တော်တို့ဒီနေရာမှာလည်းတတိထားရမှာကအပေါ်ပိုင်း easy apply ဆိုရနေမှာ close ဖြစ်နေခဲ့ရင်ကျွန်တော်တို့ open လေးဖွင့်ပြီးလိုက်ပါတဲ့ကျွန်တော်တို့ဒီမှာဖွင့်ပြီးသားဆိုတော့ဒီမှာထားလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့အောက်ဆုံးမှာကြည့်နေတဲ့ file recovery ဆိုတဲ့ကိုကျွန်တော်တို့ချက်နှိပ်ပေးလိုက်မယ်ခဏစောင့်ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ select file ဆိုတဲ့ point ကိုရောက်လာပြီဒီနေရာကိုရောက်လာပြီဆိုရင်ခုနကို download လုပ်ပြီး install လုပ်ထားတဲ့ file APK ကိုကျွန်တော်တို့ယူပေးလိုက်ပါဒီလိုမျိုးလေးဖြစ်လာရင်ကျွန်တော်တို့ yes or no တွေက yes ဆိုတာကိုကျွန်တော်တို့ယူပေးလိုက်ပါ
ကဲဒီလိုမျိုးဖြစ်သွားပြီဆို yes ကိုယူပြီးသွားပြီဆိုကျွန်တော်တို့ဖုန်းရဲ့ home key နဲ့ပြန်ထွက်မယ်နော်ကဲအခု file ချိန်ပြီးသွားပြီ file ချိန်ပြီးသွားပြီဆိုရင်ခုန Facebook မှာကျွန်တော်တို့မြန်မာစာမှာမှုအခုဘယ်လိုဖြစ်နေလဲမြန်မာစာမှန်လားမမှန်လားဆိုတာကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ်နော်ဒီမှာပါကျွန်တော်တို့မြန်မာစာမှန်သွားပါပြီနော်ပြီးရင်ကျွန်တော်တို့ message box မှာဝင်ရိုက်ပြမယ်နော်message box မှာဝင်ရိုက်ပြမယ်နော်မုံသားလေးနော်မကြည့်တာနီးတင်နာနော်မှန်သွားပြီနော်ပြီးရင်ကျွန်တော်ဟုတ်ပြီးနဲ့ပြန်ထပ်မယ်ကဲဒီမှာအဲ့လို high power APK ကိုဖွင့်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ AC box ဆိုတော့တစ်ခုပေါ်လာမှာနော်အဲ့ AC box ထဲမှာကျွန်တော်တို့ဝင်ရှင်းနေရတယ်ဒီမှာနော်ကျွန်တော် slot file ဆိုတဲ့point ရလာပြီးရင်ကို install လုပ်တာဒီအောက်ဆုံး file လို့ယူပြီးလိုက်နော်ဒီလောက်ဆုံးတော့အားလုံးပဲအဆင်ပြေမယ်လို့ညွှန်လင့်ပါတယ်